ဒါကဘလို့နှစ်ချက်ကြီးလဲပုံစံကတစ်မျိုးကြီးဘလို့တက်တော့မှာဒါကတော့ Anchor Sound ကို C30 အိမ်နဲ့ C40 အိမ်နှစ်ချက်ပါဆိုတော့ဒီလို design ကို open ear design လို့ခေါ်ပါတယ်တချင်းလဲနားထောင်ခြင်းနဲ့အပြင်လောကကြီးနဲ့လည်းအဆက်အသွယ်မပြတ်ချင်ဘူးဆိုရင်ဒီလိုနှစ်ချက်မျိုးကိုသုံးကြည့်ပါဒီ sound ကို C30 အိမ်နဲ့ C40 အိမ်မှာဆိုရင်အတန် quality ကတော့အရင်မကွာပါဘူးဒါပေမဲ့ battery life မှာတော့ပြီးတာကွာပါတယ် C30 အိမ်က earbud only နားထောင်မယ်ဆိုရင်10နာရီ case နဲ့တွဲသုံးမယ်ဆိုရင်နာရီ30 C40 အိမ်က earbud only နားထောင်မယ်ဆိုရင်9နာရီ case နဲ့တွဲသုံးမယ်ဆိုရင်21နာရီထိအသုံးခံပါတယ်ဒါကတော့သုံးတဲ့ပုံမူတည်ပြီးတော့အပြောင်းလဲတော့ရှင်းပါပေါ့နော်အဲ့တော့ C40 အိမ်က model မြင့်ပြီးတော့ဘာလို့အပုံမခံရလဲတခြားအပိုင်းတွေမှာပိုကောင်းတဲ့အတွက်ဘက်ထရီကိုပိုသုံးရတော့ဘက်ထရီလိုက်ကနေပါပါဒီအပိုင်းတွေမှာပိုကောင်းသွားတာလဲဆိုရင် Bluetooth version 5.4 ဖြစ်သွားတာရဲ့ AI enhanced for support ပေးတာရဲ့ physical button နဲ့ဖြစ်သွားတာရဲ့ပြီးတော့နားမှာတက်ရင်ပို့ပြီးတော့အဖြစ်အောင် flexible joints design ပြောင်းသုံးပေးလိုက်တာရဲ့အကြောင်းနေသွားတာပါပြီးတော့ model နှစ်ခုလုံးက phone laptop device နှစ်ခုလုံးတစ်ပြိုင်တည်းချိတ်လို့ရတဲ့ multi point connection feature လည်းပါပါတယ်ဈေးကလည်းတိတ်တော့မကွာပါဘူး C30 က2,900ကျပ် C40 က2,900ကျပ်ပါဒီနှုန်းအပြောင်းလဲတော့ရှိနေပါတယ်စိတ်ဝင်စားရင်ချက်ပေါက်မှာလာရမယ်ပါခင်ဗျာ